ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာမနက်ဖြန်ညကိုရောက်ရင်တော့ကျွန်တော်တို့ One Friday 5 1 to 6 ပြန်ပွဲကြီးနဲ့ပြင်ကုန်စီးမျိုးရတော့မှာဖြစ်ပါတယ်မနက်ဖြန်ဒီချိန်တော့ဆိုရင်ဒါသွေးလင်းထက်ရဲ့ပွဲဖြစ်လဲတည်နေလောက်ပြီးကျွန်တော်တို့တွေနဗီရဲ့ပွဲပေါ့လေခေါင်းပွဲစဉ်တို့ဒါမှမဟုတ်ဒုကောင်ပွဲစဉ်ဖြစ်တဲ့ Share ရဲ့ပွဲစဉ်ကိုကြည့်ဖို့ပြင်ဆင်နေလောက်တဲ့ချိန်ကိုရောက်နေလောက်ပါခင်ဗျဟုတ်ကဲ့ဒီနေ့မှာတော့ပြန်ပွဲအတွက် hydration test စစ်ဆေးတာတွေဝေးချိန်တာတွေဆောင်ရွက်ခဲ့တယ်ပေါ့လေအဲ့မှာကျွန်တော်တို့ရဲ့မှာဖိုက်တာလေးသွေးလင်းထက်ကတော့ hydration test စစ်ဆေးရလဲအဆင်ပြေခဲ့တယ်ဝေးချိန်တာလဲ okay တယ်တစ်ဖက်ကသူ့ရဲ့ပြန်မဲ့ဖြစ်တဲ့ Sambe သူကတော့ hydration test စစ်ဆေးတာ okay တယ်ဒါပေမဲ့ဝေးချိန်တာမှာကြာရှုံးသွားတယ်တတ်မှတ်ဝိတ်ထက်သူက 1.4 ပေါင်ပိုနေခဲ့တယ်ခင်ဗျအဲ့တော့နောက်ဆုံးမှာဝိတ်ညှိပြီးတော့ပွဲထိုးဖို့စီစဉ်လိုက်တဲ့အဆင့်ကိုရောက်သွားခဲ့တယ်ပေါ့လေသူလင်းတဲ့အနေနဲ့အခုလိုဝိတ်ညှိပြီးတော့ပွဲထိုးဖို့လက်ခံလိုက်တဲ့အတွက်သူဟာဆမ်မေစီကနေထိုးချေပမာဏအတိုင်းအတာတရက်အထိခွဲပြီးတော့ရရှိမှာဖြစ်ပါတယ်ဆမ်မေကလည်းအဲ့ဒါကိုပေးဖို့သဘောတူညီခဲ့တယ်ပေါ့လေအဲ့တော့ဆမ်မေကပွဲမထိုးခင်မှာသူ့အနေနဲ့သွေးလင်းထက်ကိုဒီပွဲမှာအနိုင်ပြမယ်သွေးလင်းထက်က Time Fighter တွေကိုဇက်တိုက်အနိုင်ပြခဲ့တယ်အဲ့ဒါအားလုံးဒီပွဲမှာတော့ပြီးဆုံးပြီရပ်တန့်ပြီဆိုတာပြည်သက်တွေမြင်ရလိမ့်မယ်လို့ပြောကြားခဲ့တယ်ခင်ဗျပြီးတော့မနေ့ကပဲသူထပ်ပြီးတော့မီဒီယာနဲ့တွေ့တဲ့အချိန်မှာပြောခဲ့ပြန်တယ်အဲ့ဒါကတော့ Time Fighter တွေနဲ့ Time ပြည်သက်တွေကဒီပွဲမှာသူ့ကိုဝိုင်းရံကြပါသူ့ကိုအားပေးကြပါသူနိုင်အောင်ထိုးပြရမယ်ဆိုပြီးတော့သူပြောသွားခဲ့တယ်ခင်ဗျအဲ့ဒါပြီးတော့သူ့ရဲ့အသက်ဟာ42နှစ်အရွယ်ကိုရောက်လာခဲ့ပြီဖြစ်ပေမဲ့ပေါ့လေအကောင်းဆုံးပုံစံမှာရှိနေသေးတယ်ဆိုတာကိုဒီပွဲမှာအားလုံးမြင်တွေ့ရလိမ့်မယ်လို့လည်းဆမ်မေကပြောသွားခဲ့ပါတယ်တွင်းတက်ကတော့ဒါဒီနေ့မနက်မှာပေါ့လေထိုင်းနိုင်ငံကဆရာတယောက်စီကိုတွားရောက်ခဲ့တယ်အဲ့ဆရာသူ့ကိုအားပေးတဲ့ပြည်သက်ပဲဒီဆရာကတွင်းတက်ကိုပွဲမတိုင်ခင်မှာကံကောင်းစေရတဲ့အဆောင်လက်ဖွဲ့တွေပေးခဲ့တယ်ပေါ့လေချက်ချင်းပဲအစွမ်းပြသလာတော့မသိဘူးပေါ့ဒါကတော့ကျွန်တော်တို့မာရီဆိုရင်တော့အယူဆရှိတယ်လေဟာအဆောင်ကောင်းလို့ချက်ချင်းပဲအစွမ်းပြတယ်ရရကောင်းရင်မင်းတော့ပျောက်တယ်ဆိုတာရှိတာပဲအဆောင်ကောင်းတော့အခု okay သွားပြီဆိုတဲ့ဟာမျိုးပြောကြမှာလေဘာကြောင့်လဲဆိုတော့ဟိုညက်နေ hydration test စစ်ဆေးတာနဲ့ဝိတ်ချိန်တာမှာတွင်းထက်ကဟိုအသာအနေထားကိုရောက်သွားခဲ့တယ်ပေါ့လေဘာကြောင့်လဲဆိုတော့ဆမ်ဘေးကဒီ hydration test စစ်ဆေးတာနဲ့ဝိတ်ချိန်တာမှာကြာရှုံးသွားတဲ့အတွက်ထိုးကြီးတွင်းထက်ကိုခွဲပေးရမယ်ပြီးတော့အလဲထိုးနိုင်ခဲ့ရင်တော့ bonus မရတော့တွင်းထက်ကတော့ဆမ်ဘေးနဲ့ပြောင်းပြန်ထိုးကြီးလည်းအပြည့်ဝရမယ်ဆမ်မေစီကခွဲပေးတဲ့ထိုးကြီးပမာဏကိုလည်းထပ်ပြီးတော့ရရှိအောင်မယ်ပြီးတော့အလဲထိုးနိုင်ခဲ့ရင် bonus ပါမျောလင်းခွင့်ရှိနေဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့တွင်းထက်အနေနဲ့မနက်ဖြန်မှာနိုင်ပွဲနဲ့အတူပြည်သက်တွေကိုပျော်ရွှင်မှုတွေပေးစားနိုင်ပါစေလို့ဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ